မင်္ဂလာစီသာမနေ့ခင်းလေးပါဆင်းဒီနေ့ဗဟင်းချက်မယ်ဆိုတော့ကြည့်ကြရအောင်ဒီအောင်ဆောင်ချက်သွန်ဖြူရယ်စပလင်းရယ်ထပ်ထားမယ်ဦးတဲကိုပြီးရင်ဟလာဦးဖြူထက်မယ်ပြီးရင်ညာပြုတ်ထားတဲ့စိတ်နှရိုးလေးထည့်မယ်ဒီနေ့ချက်မှာစိတ်နှရိုးမီတောက်လေးပါမနေ့20လောက်ပြုတ်ထားမယ်နော်ရေနွေးအင်းလေးဆူလာပြီဆိုတော့သူ့ရဲ့အပေါ်ကအမြုပ်တွေကိုခါထားလိုက်မယ်နော်ဆူဆူဆက်ဆက်အပူစာဘူးဝဲစိတ်နှရိုးမီတောက်လေးပါနောက်ကုတ်ရနေမို့လေရေကတက်တက်တည်းမှာဘာမှမကြံတော့ဘူးဆိုတော့စီတာနဲ့ချက်လိုက်တယ်ချစ်တော့ဘာဟင်းတွေများချက်ချလဲစင်ပြောပြချပါအောင်နော်ပြီးရင်အရသာမုတ်လေးထည့်မယ်ဒါကလည်းအသားမုတ်လေးတစ်မျိုးပေါ့နော်ဒါမှသူကအရင်နဲ့ပါအကုန်လုံးထည့်လိုက်မယ်သူတထုံးလေးနဲ့ဆိုပါမှထပ်ထည့်ဆရာမလို့တော့ပါဘူးငဲ့အော်တန်လေးတွေနဲ့တခါတလေလင်းပြန်တန်တွေနဲ့ဒီမှာကြတော့လေလင်းပြန်ခွင်းနဲ့နီးတယ်ဆိုတော့လင်းပြန်လေးတွေအတန်တွေစုညာနေရောကိုယ်ချစ်တို့ရောဘာဟင်းတွေများချက်ချလဲပြောပြကြပါဦးဒါလည်းနောက်ကိုဖို့တရဲ့အလိုမှာဟင်းလေးပေါ့နော်အယူရတော့လေညကတည်းကပြုတ်ထားတာခဏလေးပြန်ထက်တာခဏလေးပြန်ချက်မယ်အမြုပ်လေးတွေခါထုတ်လိုက်မယ်ချစ်တို့ရေ channel လေးတွေကို channel လေးကိုလေး like and subscribe လေးလုပ်ပေးကြပါဦးနော်မလုပ်ရသေးတဲ့ကလီကာလေးတွေကိုမမဦးတော်တီမမလေးတွေလည်းလုပ်ပေးကြပါဦးလို့တောင်းဆိုပြရစီနော်ချစ်တို့နော်အခုမှ220ပဲစိပါသေးတယ်အများကြီးလိုပါသေးတယ်ချစ်တို့ရေချစ်တို့ရေဟင်းလေးရပြီမလားဥဖြူလည်းချက်ပြီဆိုတော့သူရတာမဟုတ်လေးပြန်ထက်မယ်တမ်းမြရည်ရယ်မြုပ်ဒီထောင်ထားတာလေးရယ်နံပင်ရယ်နောက်ပြီးတော့ဆန်းနံရယ်ပြန်ထက်မယ်စင်နောက်ပြီးတော့ငပြရည်လေးပြန်ထည့်မယ်ဆူဆူဆဲဆဲအပူစာဘူးဝဲနေစိတ်နေယူမီတောက်လေးဖြစ်အောင်ငပြရည်ထည့်မယ်ထောင်ထားတဲ့ငယ်ဦးဒီလေးထည့်မယ်ทำยาอีเล็กแท้แม่น้ำปีแล้ว ရ
နာဘယ်နဲ့တယောက်ဆန်းနလေးထက်မယ်ဒီလောက်ဆိုရပြီခံတွင်ပြတဲ့သူတွေတက်လက်ချက်စားကြည့်ကြနော်ဘာစားလို့စားမှမသိပဲမသိတာနဲ့ခံတွင်လည်းပြတ်တယ်တမင်စားချင်စိတ်လည်းမရှိဘူးဆိုရင်ဒီဟင်းလေးလည်းချက်ကြည့်ကြနော်အရန်လေးလွယ်ကူပါတယ်ဒီလောက်ဆိုရပြီချစ်တို့ရေဒီလောက်လေးပဲပြီးပါပြီချစ်တို့ရေအပူစာပူဆူဆူဆဲဆဲဝက်စိတ်နေရုံမီတောက်လေးရပါပြီမနေ့ဖန်မှလည်းပြန်စုပ်ကြမယ်နော်မနေ့ဖန်ဘာဟင်းများချက်မလဲဆိုပြီးတော့စောင့်မျှော်အားပေးကြပါအောင်စင်ကျမရေးလက်ကျူဆက်ကြအောင်နော်တဲ့တို့နော်နောက်ရက်တွေမှာပြန်စုပ်ကြရအောင်အဆုံးလာဆိုင်ကိုအားဒီဘိုင်ဘိုင်